Iti pido bhagava arahanta buddho Vaisa sarana dambano dukkado loka vidhu Anaudaro purita dhamma dharati tatha deva manodana buddho bhagava Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Tathangaya kiletaru vadana daliyato ngwemya mangwe maye win paido Shwe saipyanti lonta shin yue mimin bidu jivu goyo Aluro man buddho gu khanyuro mudai do iya jaung jaung li Arahara udo guno jipshin Anchiwi magong pyama bondayao Bien lai joja tin sharo mubabidi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina tabinya aswamagabhin Myadhinkara vikara ni lakana pinya nibbhandahu Nga yatiya nyarangu Phawpyan mashi gururai thiro mudado ye jaung jaung li Dhamma tham buddha udo guno jipshin Anchi magong pyama bondayao pyan lai joja tin sharo mubabidi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Dhauma shiva namyu abhin hoda pinya nyavaisati Nibbana dhamya yadu sakayam pshin amandindi Ajit sarana sangawani takwa udhum jidhuna mudo ye jaung jaung li Vaisa sarana dhambano Vaisa sarana dhammana udo guno jipshin Anchivi magong pyama bondayao pyan lai joja tin sharo mubabidi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Dibhingara tuchadani chiroyin mamangin diri bori mandai Khanwa bayao sekai parami sompi nyiliya Dongli bhava myatadayi dukha siwa chinto abhin Maimayu maisa huga samyudasi maganyibe Tatita mazin mapyashin laya tabinyanto ya jaung yo yue Chwaro mugeto yi jaung jaung li Dugato dugara hudo guno jipshin Anchiwi magong pyama bondayao pyan lai joja tin sharo mubabidi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Arahu loka thumbon along song ko Ayong tin swa pai chaga phin kaung swa gong sin ti myin no mu tho ye jaung jaung li Loka vidhu do gong no ji phin Anchiwi magong pyama bondayao pyan lai joja tin sharo mubabidi daga Do bhagava doshe bhuno takeshino myapayati Iti bhimina sakaranina Soma tiyang tadawa mando Chau dalin chau myau dan myau yue Ao ao thagong sin sin song bhu phong phong tin pi asin phi laya
ရင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤကြောင့်ကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏတော်ကြီးဖြင့်အံကြီးမကုံပြမဘုံတရားပြလိုက်ကြောကြားကထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏီနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိစရမရဏဟုကန္နာရာကျံခီလမရွှေနမ်းမြည်ငူပြည်နေဘူးသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏတော်ကြီးဖြင့်အံကြီးမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏီနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏတော်အကြီးဖြင့်အံကြီး၍မကုံပြမဘုံတရားပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏီနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စေရလားကောင်းကင်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အားဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရာတိုင်းပေါင်းတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသာတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမ္မဘုံတော်ကိုယ်တော်မြတ်၏စိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စိုးလွှမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝိဇ္ဇာလောကတက္ကနာချင်းပိုင်ဝိဇ္ဇာနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောစောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြအပြာလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှစွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစောခြင်းဟုသောယတဘုံတော်ရွှေမျက်နှတော်လက်ချေတော်မှာစား၍မကျွင်ပင်လုံးဝင်သည်ဗမ္မိအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပင်မစွမ်းမတော်ပြည်စီရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်
ဤ၆ဘောကုံဘုံတော်ဟုံနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏတော်ကြီးဖြင့်အံ့ကြီး၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤကုဏေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝဤကုဏေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝယေကုဏေဤယရဟတာသလာတိကိုပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတိဗျာပိတံသိမ့်သိမ့်တုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအတုလံသီလကောင်းနေသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးထိုက်တရဘူးသုံးလူသည်ခြေဓမ္မရထိုထားရှင်တော်မြတ်ဘုရားကိုဒီလောဧဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုဏတော်ထုံမွန်းဘုံတော်မန်းလျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာသောခါတော်ဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောအာဂါလိကောဧဟိပတိကောဩဘနေဤကောပစ္စတံဝေရိတဘောဝိညုဟိသောဘဂဝါတို့ကျွေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဓမ္မောမက်ဖို့နိဗ္ဗာန်ဓမ္မခံဟုစေရန်သောတရားတော်မြတ်ကိုသောခါတော်ဈာနာယုံပင်အပူစင်၍ကျင့်လင်ချမ်းသာကျင့်ပြီးခါလဲလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နှင့်စခန်းသိအောင်မှန်လင်းရည်ရောကောင်းစွာဟောတော်မူအပ်ပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်တန်ဒိဋ္ဌိကိုဟောပြသလောက်ခြင်းတိုင်းပေါင်း၍မရောက်ဖို့ဒီပညာရှိသည်များအရိယာသူတော်စွာတို့သူရကပြောယုံကြည်သောကြောင့်သဘောချင်းတတ်မစီကပ်ပဲတတ်အထင်ထင်ကိုယ်တိုင်လည်းသိမြင်ထိုက်ပါပေ၏ဓမ္မောသောတာပတိသတိစင်တယ်လေးချက်အပြမတရားသည်အဂါလီကို9ရက်9ရက်စသည်တဲ၍ငန်းလျက်ရှိဝေအကျိုးပေးရာအခါမငဲ့အရှားမဲ့ဖို့အကျိုးကိုလည်းပေးတော်မူတတ်ပါပေ၏ဓမ္မောမဲ့ဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်ဧဟိပတိကိုဝေဟာတထွန်ယုကံစွန့်၌လာဝွန်အလာပရမယတဘွယ်စင်ကြယ်ထင်ရှားရှိသည်များကြောင့်အာရရွှင်လန်းလိုက်ကဲစံပါရှုစံပါဟုတန်တာချိုးမြဖိတ်ခေါ်ပြဖို့မောချဧကံအမှန်သင်လျောထိုက်တံပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်ဩဘနေဤကိုမိမိစိတ်တွင်တစ်ချိန်ထင်ကလေးခွင်အဘဲဝမိကွယ်သည်ဖြင့်ကိုယ်ဝဲဝနောင်စံဦးချောင်းကိုမိလောင်တော်ညာမငိမ့်အဘဲတရားမျက်ရှင်စိတ်ဆွဲထင်အောင်ခြင်းဆောင်ခြင်းငါထိုက်တော်မူပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်ကိုဝေညုဟိပုရုဇဉ်နှင့်မတန်သင်စွာ
လေးသစ္စာကိုကောင်းစွာမြင်သည့်ပညာရှိအပေါင်းအရိယသူတော်ကောင်းတို့သည်ပိစရံဝေရိတာဘောကိုစီကိုငှလိုတိုင်းရ၍နိဗ္ဗာနာတသမဘဖြင့်မပြတ်သည့်ပိုင်ခံစားနိုင်ပါပေ၏သောပရိပန္နောဘဂဝတောသာဝကသံဃောဥဇောပရိပန္နောဘဂဝတောသာဝကသံဃောညာယပရိပန္နောဘဂဝတောသာဝကသံဃောသာမိစီပရိပန္နောဘဂဝတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧသာဘဂဝတောသာဝကသံဃောအာဟုနေယောပါဟုနေယောထေခိနေယောအင်ဇလိကရဏီယောအနုတရံပုံညာခိတံလောကတာဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်သောပရိပန္နောတရားသဖြင့်ဆုံးမသင်ရာသာသနာဝေလျောစွာထုံးပြဆုံးအမကိုလုံးဝလိုက်နာကောင်းမွန်စွာလဲကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်ဥဇောပဋိပန္နောစင်လေသမှုမာယာစုဖြင့်ဖူးဖူးထေထေမကောင်းကြည့်ပဲစင်စစ်နိဗ္ဗာန်လမ်းပြောင်းမှန်အောင်လျော်ကံရှင်းမြော်ကျင့်ကြံတော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်ညာယပဋိပန္နောကိုယ်ဝေဝဏ္ဏောင်းဆံဟုရှောင်းကိုမိလောင်တော်ညမငြိမ်အားပဲကြီးမာလောင်မိဒုက္ခကြီးသောအဘိဧကံညေယမှန်သည်နိဗ္ဗာန်လို့ငါကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်သာမိစီပရိပန္နောယောသေးတမှုလူတို့ပြုသည်သာမိစီကံလျောထိုက်တံအောင်ကျင့်ကြံတော်မူတတ်ပါပေ၏သတ္တာရိမဘုနှစ်ပါးအစုံအဖြင့်၄ပါးကုန်သောယတိတံပုရိသယုဂာနိအကျင့်ယောက်ျားအစုံတို့သည်အထအတိယရှားခွဲဝေသောအပြင်၈ပါးကုန်သောပုရိသပုဂ္ဂလာပုရိသပုဂ္ဂလခေါ်ကြထို့မြင့်မြတ်သောပုဂ္ဂိုလ်တို့ပါပေတည်းဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံ၄ပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤအရိယသူတော်ကောင်းသည်အာဟုနေယောတုံပြန်ကြည်လေအကျိုးပေးသဖြင့်အဝေးမှယူဆောင်၍မူလဲကြည်ပြူလေးမြတ်ပူဇော်အပ်သည်လတ္တပကအဖျားဖျားကိုကောင်းစွာသိမ့်ပိုက်ခံယူခြင်းကလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံ၄ပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်ပါဟုနေယောဝေရမျိုးနွယ်များတဲ့ဖို့ရည်ရွယ်မှန်းထားပစ္စည်းများကိုဖရာတဆူပွင့်တော်မူမှပေါ်လာကြသည်ကဗ္ဗဧကောင်းသူတော်ပေါင်းမူအကြောင်းထိုက်စွာပေလူခြင်းကလည်းထိုက်တော်မူပါပေ၏
ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်တခိနေယောဓမ္မလွန်စကံကြည်ပွားလံဖို့မျော်မှန်းရည်ရွယ်ပေးလူဖွယ်ကိုရည်ရွယ်သမျှအကျိုးရသဖြင့်တဇမရှံအလူခံခြင်းကလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်အင်ဇလိကရဏီယောတလောကလုံးကိုင်းညွယုံလျက်ရွှင်ပြုံးကြည်ညိုယူသည်မြတ်တို့လက်အုံမိုး၍ချီကိုခြင်းကိုလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်ပုံညခေတံကုသိုလ်ကောင်းမှုမျိုးစေစု၏ကြည်တုမြင်မှဆွင်စင်ကလည်းဖွန်တာဖွယ်ရလဲအမြေကောင်းအတူဖြစ်တော်မူပါပေ၏ဧဝံနဝဟိကုနေဟိလောကံမိဝိတုတံကတံသာသနံစီရာဓာတာရံဝန္ဒာမိတိဟိသာတရံဧဝံနဝဟိကုနေဟိဤသုပတိပန္နတာအစလာတိကိုးဖြာသောဂုဏ်တော်အပေါင်းတို့ဖြင့်လောကံမိဘဝက်ဆုံးအောင်ဘုံသုံးဆောင်၌ဝိတုတံဒိဋ္ဌိတို့ပေါင်းလွန်များမြောင်သည်ဟန်ဆောင်တန်ခါအပြားပြားတဲ့အရာရာဖြင့်ဂုံဤတင့်၍ကြီးမြင်ထင်ရှားပေထသောသာသနံကဗ္ဗလွန်လေပါလေတခါတဖန်ကြုံရန်ခေကအမျက်ရဏဤသာသနာတော်မြတ်ကြီးကိုစိရာဒတရံဖရာလက်ထက်ဆက်ဆက်မှမပြေရအောင်ပို့ရှာတင်ယူဆောင်ရွက်တော်မူလာပေထသောကဏံအတွင်စိတ်ဓာတ်မြင့်မြတ်ကြည်လင်သူတော်စင်ကောင်းအရိယသံဃာတော်အပေါင်းကိုဒီဟိလောအင်ဇလီနှုတ်တန်ရှိ၍ရွှင်ကြည်မနောသုံးပါးသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန်နာမိခုံတော်ထုံမွန်းဘုံတော်မှန်လျက်ရှိမွန်းထောမနာပနာညိုကြိုးလက်စုံမိုး၍ရှိခိုးကြောလိုက်ပါ၏ရှင်ဖျား